ကြောင်းအဲ့လိုဖြစ်တာလေဟိုကမြင်ကြည့်ပြီးတော့ဘုန်းကြီးပြန်တော့ဟိုကမားလို့ဒီရောဘုံဘုံကပေါင်းတယ်ဟုတ်တယ်အဲ့ငင်းတော့ကြောင့်ညီမတို့အမားတွေအိမ်နေပြပါလိမ့်လို့ညီမတို့ကတော့အိမ်တွေလို့လည်းမရှိဘူးရွာတဲ့နေရောလည်းတဲတာတာပေါ်မှာအဲ့လိုလေးဆိုတော့ပြိုပြတ်တော့မရှိဘူးပေါ့ဒါပေမဲ့အဲ့များတော့ခံရတာတော့ဒီစစ်တံပေါ်မှာပြောပြီချပါချလာရတော့ကွာโอ้นี่โอ้เดี๋ยวโอ้ยမြင်းနေရတယ်မသိဘူးဟဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကိုအပြင်းထန်ဆုံးခန်းစားခဲ့ရတဲ့ဒေသတွေထဲမှာအေယာဝတီမြစ်ရဲ့တစ်ဖက်ကမ်းကစကိုင်းမြို့လည်းပါဝင်ပါတယ်စစ်အာဏာသိမ်းပြီးကတည်းကစစ်တံကိုအလူးလဲခံနေရတဲ့စကိုင်းဟာငလင်ရဲ့ဘိုးချက်ဖြစ်ခဲ့တာကြောင့်တပြိုင်နက်တည်းဘေးဒုက္ခတစ်ခုကိုကြုံတွေ့ခံစားနေကြရတာပါဒီလိုနေရတာပဲလို့အဲ့ဒီကစစ်ဘေးရှောင်းပါလေဆိုမှအဲ့ထဲငရင်ဘေးကခံသေးတယ်အဲ့ငရင်ဘေးခံပြီးတော့လည်းခုစစ်ကြောင်းဝင်နေဆိုတော့ပြေးလို့ပြေးမှတက်တော့ဘဲတည်းဒီပြေးတာတူလဲအုံနောက်ခေါင်းမှန်တော့အုံနောက်ပြီးကိုပွတ်ထွက်သွားပြန်လက်လက်မကြည့်နိုင်ကြဘူးဂျိုလည်းမစကြူနိုင်ဘူးကုန်ကြုံပြီးလူတွေအဲ့လိုတွေမှန်လာရွာရှောက်တော့ပြီစစ်ပြေးနေတော့မပိုရဲဘူးလေလမ်းပါအစီမပြေဘူးဆိုပြီးတော့ပြောနေတယ်ကြတယ်လေခုပြောနေမှာသူတလန်းငါတလန်းနေပြင်းနေချာဟိုစုမစုရပေါ့မလေးရဲ့တောင်တော့ကွဲအနောက်ကွဲမြောက်ကွဲတွေပေါ့ကွဲရွာမှာဒီလိုတောင်ဘေးတွေဆိုလို့ရတယ်ပြေးကုန်ရဒီပြစ်ခတ်နေတဲ့ဂျားတွေပြေးကြအသက်80နီးပါးရှိပြီဖြစ်တဲ့ဒေါ်မီချိုနဲ့သူ့ရဲ့မိသားစုဟာစကိုင်းမြို့နယ်မှာရှိတဲ့ဘုန်းကြီးကျောင်းတစ်ခုမှာစစ်ရှောင်နေတာ2နှစ်ကျော်ခဲ့ပါပြီ။ငလင်လှုပ်ခတ်မှုကြောင့်ဒေါ်မီချိုတို့မိသားစုတွေစစ်ရှောင်နေတဲ့ဘုန်းကြီးကျောင်းဟာပြိုကျပျက်စီးခဲ့ရပြီးဒေါ်မီချိုရဲ့ခင်မွန်းချွေးမနဲ့လူမမဲ့ရွယ်မြီးလေးဦးဟာတပြိုင်နက်တည်းတည်ဆုံးခဲ့ရပါတယ်။ငလင်လှုပ်ခတ်မှုကြောင့်ထွက်ပေါ်လာတဲ့အတန်ကိုလေရင်ဟုထင်မှတ်ခါကျောင်းဆောင်ဘေးမှာပုံခိုနေတော့ကျောင်းနိုင်ရန်ပြီးပြီးမိသားစုဝင်6ဦးစလုံးတည်ဆုံးခဲ့တာပါဒေါ်မီချိုကတော့တိုးရဲသောအသက်ရှင်ကျန်ရည်သူဖြစ်ခဲ့ပါတယ်ယောက်ျားတစ်ယောက်လေးယောက်ျားကြီးပါသွားတယ်ဒီလေးပါသွားပြမတို့ကြလည်းဟိုလုံးသူကအပိုးအမှတ်လို့သူကလည်းသူတို့ခါတိုင်းနေတဲ့ဟာကြတော့ဒုဟိုကဒူကောင်းတယ်လေကောင်းတော့ကြအဲ့ဒါကြတော့အပိုးအမှတ်လို့သူတော့ဝင်ပြီးတော့ပုံရတာပေါ့ငရင်မှမသိဘူးနောက်ပိုင်းညီမငရင်ပြီးဘွားလုံးမှာဖြုံသူပြိုးကြလာလေအဲ့လိုဟုတ်တယ်လေချောင်းအောင်မေးလို့ဝင်ပြီးတော့တိုးတာနဲ့အဲ့လိုလေချောင်းမဟုတ်ဘဲနဲ့အဲ့ငရင်ဖြစ်သွားတော့ဘုံကိုအတင်းပြိုကြတာပဲအဲ့ဒါကြီးကလည်းအဲ့ဒါတော့ခုထိမဖြစ်ရသေးတောင်းကရှိသေးတယ်အဲ့လီပဲနည်းနည်းပြောဆိုကြတော့အဲ့လိုပြောတယ်လေ9ယောက်ပြီးတာလေ9ယောက်လုံးပြီးတာကို3ယောက်ကတော့ရတယ်အမေနဲ့သွားနဲ့ချောင်းကျုပ်ရတယ်အဲ့ငရင်တော့အသားနဲ့အမကျုပ်ကယောက်ျားနဲ့မီးလေးနဲ့ချွေးမနဲ့တော့ပြီးသွားတာလေအတူတူပဲလေကိုဒီမှာကိုပြန်မယ်ဆိုလည်းနေရလည်းမရှိဘူးဝင်လည်းပြီးအိမ်လည်းဒါသာမီးအိမ်လေးနေရတာဒါလေးအဲ့ကြောင်းနေရလေကြောင်းကလည်းဥစဉ်နဲ့ဒီဘက်ရောက်နေတော့ကြောင်းလည်းမနေရဲဘူးကိုကလည်းကိုအိမ်ကဟာတွေပြီးထားတာတွေတောင်မှမဖယ်ရမပြူရသေးဘူးဆိုတော့လေဒီထက်လည်းတစ်မျိုးပေါ့အဲ့ဒါကြောင်းမဝင်ငလင်ဘိုချက်ဖြစ်တဲ့စကိုင်းမြို့နယ်မှာလူတွေ468ဦးတည်ဆုံးခဲ့တယ်လို့စစ်ကောင်စီကတရားဝင်ထုတ်ပြန်ထားပေမဲ့
အဲ့ဒီထက်မနည်းတည်ဆုံမှုတွေရှိပါတယ်ငလင်ဘေးထက်စစ်ဘေးဒုက္ခကိုအဆိုးဝါးဆုံးရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ် အဲ့ငင်းတော့ကြောင့်ညီမတို့အမားတွေအိမ်နေပြပါပြီဆိုညီမတို့ကတော့အိမ်လို့လည်းမရှိဘူးရွာတဲ့နေရောလည်းတဲတာတာပေါ်မှာအဲ့လိုလေးဆိုတော့ပြိုပြတ်တော့မရှိဘူးပေါ့ဒါပေမဲ့အဲ့များတော့ခံရတာတော့ဒီစစ်တံပေါ်မှာစစ်တံဆိုတော့ကြာညီမတို့အမားတရားဆိုရင်ဒီခုဖြစ်တဲ့နောက်ဆုံးတိုက်ပွဲပေါ်မှာတိုက်ပွဲတော့ပြင်းလွှားရင်းနဲ့မှဟိုရှောင်းရင်းတင်းရင်းနဲ့ကိုဖြစ်တာတယောက်ကအဲ့တီးခဲ့တာပေါ်မှာအဲ့3နှစ်သမီးလေးနဲ့အဲ့အမားတယောက်နဲ့မှန်တာအဲ့လိုအဲ့ဒါဆိုတော့ပစ္စည်းတွေလည်းအကုန်ဆုံးချက်တော့မှညီမတို့လည်းဒီပြစ်ထားခဲ့ရဇေယောင်းနဲ့ဟာလေးဗာလေးလေသုံးရှုံမှုကတော့များတာပေါ်မှာသုံးရှုံမှုများလုံးကတော့ထိခိုက်နေတာတော့ဘာအောင်လို့စစ်တံပေါ့ အာနာသိန်းစစ်တပ်ဟာငလင်တန်တဲ့ဒေသတွေကိုကူညီကယ်ဆယ်ရေးလုပ်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့အေဘီလာ2ရက်နေ့မှာယာယီအပြည့်ရကြောင်းကြေညာခဲ့ပေမယ့်စကိုင်းကိုဒေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်ပြုလုပ်ခဲ့တဲ့အပြင်ငလင်ဘေးတင်ဒေသတွေအတွက်အကူအညီပေးရေးနဲ့ပစ္စည်းတွေကိုပါပိတ်ဆို့ဖျက်တောက်ခဲ့ပါတယ်အာနာသိန်းစစ်တပ်ဟာငလင်ဘေးကြောင့်ထိခိုက်ပျက်စီးမှုများအတွက်ကူညီထောက်ပံ့ပေးရေးကိုဦးစားပေးလှုပ်ဆောင်ခြင်းမရှိဘဲရှုံးနိမ့်နေတဲ့နေမြေများပြန်လည်ရယူနိုင်ရေးသာပုံမအာယုံစိုက်ခဲ့ပါတယ်။ဒါကြောင့်စကိုင်းဒေသဟာဒေသရင်းတော်လှန်ရေးအင်အားစုတွေစေတနာရှင်လူမှုကူညီရေးသမားတွေရဲ့အထောက်ပံ့နဲ့သာတောက်ခံနေကြရတာပါ။ လူမျိုးညီမတို့ဟိုနောက်ဖက်တောင်ရင်းဖက်ကိုရှောင်းနေရသူများစီသွားရှောင်းလာသေးရဲ့ညီမတို့2လကျော်2လပြေးဖို့9ရက်ဖယ်လို့မှာပေါ့အဲ့သွားဆောင်တော့ကျတော့မှဒီပေါ်ရန်ဒီကပဲလိုတာအဲ့လိုပေါ့တော့ခွဲတွေကတော့ညီမတို့စီရဟိုင်လဲပါတာပေါ့မှရဲ့လာဝေတယ်ဒါပေမဲ့ဘယ်ကလာဝေတယ်ဘာညာလို့တော့မသိပေမဲ့လေတော်တော်ကိုဝေတာညီမတို့လိုစမ်းစီကိုဝယ်မစားအောင်မှ2လကျော်ညီမတို့ဒီပေါ်ရန်ဒီကလောက်ပေါ့နော်အဲ့လိုမျိုးကတော့ကုံတာပေါ့မှရဲ့အဲ့စီပါနေပြီးတော့ရားတဲ့လုပ်ငန်းကိုလုပ်ပြီးတော့သူတို့ကဝေတာချက်နာစားပြီးမှအဲ့ဒီကို2လကျော်လောက်2လလောက်နေပြီးတော့မှငိမ့်ချမ်းနေဆိုတော့သူတို့ရှင်းလေးပါလေဝင်ပြီးတော့ညီမတို့ကဒီကိုခုမှလာရောက်တာညီမတို့လည်းဒီ3လလောက်ရှိတယ်နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုဟာလည်းအာဏာသိမ်းစစ်တပ်ရဲ့ကန့်သက်ပိတ်ပင်မှုကြောင့်ထိထိရောက်ရောက်ခီးမပေါက်ပြန်ပါဘူး။ကူညီထောက်ပံ့နိုင်ဖို့စစ်တပ်ရဲ့ခွင့်ပြုချက်လိုအပ်သလိုထောက်ပံ့မဲ့နေရာနဲ့ပစ္စည်းစည်းရုံးတွေအထိပါတင်ပြရတယ်လို့ကူညီထောက်ပံ့ရေးဆောင်ရွက်ခဲ့သူတဦးကဆိုပါတယ်။အရင်တည်းလည်းခံခဲ့ရတဲ့အဲ့ဒီစစ်တမ်းလည်းခံခဲ့ရတဲ့အိမ်ရလည်းမပကြည့်တော့နေထိုင်မှုကလည်းခက်ခဲတွေဖြစ်ကုန်နေလို့ထိုင်လို့လည်းသင်မပြေတော့အခုမှဆိုတော့တဲလေးထိုးထားတာလည်းဖျို့ပြဲဟိုလိုသူတို့လာတော့ပြေးရသူတို့တက်ပြေးရတာလည်းတဲလေးပဲထိုးတာအိမ်ဒီပါလေးလည်းမကြည့်တော့ဝေးမှာတော့မဟုတ်သုံးမလောက်သားတာသိမပြေဘူးကလေးတွေနဲ့ဒီနေ့စားမှုနေဘူးကလည်းမပြေလဲဘူးဒါလေးတွေကနေပွက်သီးလေးကနေဟိုပေါ်ထန်လေးတွေဝေတာလေးပဲစားရတာစိမပြေဘူးတို့ငလင်တန်ကိုအပြင်းထန်ဆုံးခံစားခဲ့ရတဲ့ဒေသတွေမှာဝမ်းရည်အခက်အခဲကိုရင်ဆိုင်နေကြရတဲ့လူဦးရေစုစုပေါင်း28တန်းထိရှိတယ်လို့ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကဆိုပါတယ်တယောက်ကလေဖြတ်ထတာမွေးရပူလေဖြတ်ထတော့ပူနာပဲမသွားလို့မရဘူးသားလေးကလည်းတယောက်စီတော့လုပ်ငန်းလုပ်နေသွားတာဒီနားမှာကုန်းလုံးတန်းလုံးပြေးကုန်ရရောလေမွေးတော့ဘယ်မှကိုမပြေးဘူးသတ်သတ်ဖြစ်ပါပြီဆိုကြရမပြေးနိုင်လို့လေကမ်းကိုချနေရတော့လားနော်ကမ်းတော့ပြေးတဲ့ကံပြပဲကမ်းမလို့ပါလိမ့်မယ်ပေါ့နော်ခံရုံရှိတာပေါ့နော်အဲ့သူကမပြေးနိုင်တော့ကိုကဒီတိုင်းပဲနေရတာခုကျတော့သားလေးတယောက်လုံးသားလေးနဲ့ကိုကဟိုလိုပြောမယ်ဆိုတော့ခေကူရနဲ့ဘာလဲဆိုတော့စားဖို့နေလေးဟွာလေးတော့ခက်ခဲတာပေါ့သမီးရဲ့ငလင်တန်ရောစစ်ဘေးတန်ရောခံစားနေရတဲ့စကိုင်းဘက်မှာတက်ကြီးရွယ်အိုတွေနဲ့ကလေးတငယ်တွေဟာအကူအညီလိုအပ်နေပြီးအဓိကကတော့ကလေးတွေအတွက်ပညာရေးအထောက်ပံ့ပဲဖြစ်ပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတွေရဲ့ပညာသင်ကြားခွင့်ဆုံးရှုံးနေပြီးစာမတတ်သူများလာပါတယ်ဒီရွယ်လေးဆိုမှဒါဟိုလိုဆိုပညာသင်ရမယ့်ရွယ်လေးပညာလည်းမသင်ရဘူးမိဘတွေကလည်းဒီဘောတော့ဇာဟီချောင်းလေးပါလေးဖွင့်မယ်ဆိုရင်တော့မှရထားကြမှာပေါ့ဒါပေမဲ့မှရရမ်းကြောက်ကတည်းကလေအဲ့ဆိုတော့လည်းသင်ရကြဘူးကလေးတွေကမှ3ရေးပြလို့3မှန်းမသိဘူးညီမလေးကရင်တော့ဒီမှာကိုကလည်းဈေးဆိုင်နေဆိုတော့ကလေးကလည်းငယ်သေးတော့ပေါ့နော်ကိုကသူတို့ကဆိုင်တန်းပညာ10တန်းလို့ဘလောက်လို့ဒီညီမကနေခဲ့ရတယ်လေ10တန်းတစ်နှစ်ကြာ2နှစ်ကြာဆိုတော့အဲ့လိုကလေးလေးတို့သင်ပေးမယ်ဆိုတော့ကလေးတွေကဘာအခြေခံမှကိုမရှိတာ
မားလည်းအင်္ဂလိပ်လိုပေါ့နော်သူ1 2 3 4လေးပေါ့နော်အဲ့လို3လို့ဘာလို့ရေးပြိုင်ကိုသူတို့က3လို့3ညမ်းမသိတော့အဲ့လောက်ချင်ကိုမသိတာဘာမှမတတ်တာသင်မတင်ရတာမှရမွေးကြတဲ့သူတွေပြေးရတာဆိုတော့ကြော်လေးအဲ့လိုမျိုးပေါ့စာပေကတော့လုံးဝမကိုမတတ်ပါဘူးမေးကြည့်လိုက်ပါဘယ်သူနေနေစကြတဲ့ပေါ်မှာတန်းနှစ်တန်းကိုနေကြရတဲ့ကလေးတွေကတော့နည်းနည်းပါးပါတော့ဖတ်တတ်ပြောတတ်တာပေါ့အဲ့နောက်မှမွေးတဲ့ဟာကြီးဘာမှမတတ်ဘူးဒီလုပ်ငန်းကြော်လဲအဲ့ထင်းခုတ်ကြတာပဲ လက်ရှိဖြစ်နေတဲ့စစ်ဘေးတဲ့စားလင်းငလင်ဘေးဟာမပြောပါတော့ဘူးဆိုပေမဲ့9 လကျော်အထိရုံမထနိုင်ကြပါဘူး ခေတ်ခါကောင်းတော့လဲအိမ်ဆိုတာလဲမကြီးလဲပါသွားပြီဆိုတော့ဒီလိုတဲထိုးရမှာတဲဆိုတာလဲမားလဲခုခုကြီးရမှာ50သိန်းစီမံထိုးရအဲ့လိုမျိုးပေါ့စောင့်နိုင်တဲ့အိမ်ရမှာမရှိသေးရမှာရဲ့စောက်ဖို့ကြတော့မားရဲ့လိုအပ်တာပေါ့ဘာနေလေတာကတဲ့တော့ငွေရှိမှထောက်ရမှာလေအဲ့လိုမျိုးပေါ့ငွေမှမပြည့်စုံဘူးကျတော့စောက်မှုလွယ်သေးစဉ်းစားရသေးပါဘူးအိမ်စောက်ဖို့ဆိုတာဘလို့တဲ့စားဖို့ပဲအဲ့လိုမျိုး ဒီကဟာတဲ့ငလင်လမ်းကြောင်းကြီးတဲ့ကြည့်ပါဦး ငလင်ကြောင့်စိုက်ပျိုးမိနဲ့ရေအရင်းကြီးများလည်းဆုံးရှုံးခဲ့ပါတယ် လောက်စားလို့မရတော့ဘူးလေဘလိုမျိုးတိုက်ဒေတာရေးအိမ်နေပါရင်မရှိလို့ဒါလေတဲလေးတွေလေရှေ့ဘက်ကမှာလူမျိုးစစ်ပေးဆောင်ရင်မတယ်ပါဘူးတာမြင်ကုန်လေးပေါ့ရှေ့ဘက်ကလေးကြီးလေမြေတွေပါရင်ကကြတိတ်ပြီးတော့လောက်စားလို့မရတော့ဘူးဟိုပါပဲအကွဲချောင်းကြီးတွေဖြစ်ကုန်တာဆိုညီမတို့ခုဟိုပါပဲပြီးခဲ့တဲ့ကဆိုလို့ရှိရင်ပဲလူပါစိုက်လေအဲ့လိုမျိုးငရင်ချောင်းနေရနေပြီလေရွှေတွေကဝါလောက်လာဆိုကြတော့ဘာမှမရဘူးပြီးနံနေလို့ပါလေဆုံးရှုံးနေမရ စစ်ဖြစ်ပွားရာဒေသတွေမှာလေကြောင်းတိုက်ခိုက်မှုရန်ကကာကွယ်နိုင်ရန်အသိပညာပေးနှိုးဆော်မှုတွေကိုတော်လှန်ရေးအဖွဲ့များနဲ့အရက်ဖက်အဖွဲ့အစည်းများကမကြာခဏပြုလုပ်လေးရှိပေမဲ့စစ်ပွဲတွေကြောင့်တဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်မှုတွေမှာအားနည်းမှုတွေရှိခဲ့သလိုအရေးပေါ်ကူညီကယ်ဆယ်ရေးမှာလည်းအကန့်အသတ်တွေရှိနေပါတယ်။ငလင်ဘေးအတွက်အရေးပေါ်ကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေစဉ်မှာပင်အာဏာသိမ်းစစ်တပ်ကစကိုင်းကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။ ဖြစ်နေတဲ့ဒေသတွေမှာကျွန်တော်တို့စီရေးရအသိပညာပေးမှုတွေကိုလုံလောက်တဲ့အခြေအနေမရှိသေးပါဘူး။အဲအသိပညာပေးနိုင်မှုဆိုတဲ့အခြေအနေထက်ကောင်းကင်နယ်မြေကြီးကြမှာဘလို့အသက်ရှင်အောင်နေထိုင်ရမလဲဆိုတဲ့ဖြစ်စဉ်ကိုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကျွန်တော်တို့ပြည်သူပြည်သားတွေကျွန်တော်တို့တိုင်းလူတိုင်းသားတွေကလက်တွေ့တွေ့ကြုံနေရအဲ့ဒီအခြေအနေတစ်ခုပေါ်မှာကြေးရွာတစ်ခုမြို့ပြတစ်ခုမှာတည်ရှိနေတဲ့ပြည်သူနေပြီးဖြစ်ပါစေဒါပေမဲ့သူတို့အဲ့ဒီကြေးရွာအဲ့ဒီမြို့ပြမှာအတီးတကျနေထိုင်နိုင်တဲ့အခြေအနေမရှိသေးဘူးဒေါ်လာရင်ရာစုတွေကအားကောင်းလာလို့စုမှုလာပြီဆိုရင်လေချောင်းရဒုက္ခပေးမယ်အဲ့ဒီလိုမှမဟုတ်ဘူးဒေါ်လာရင်ရာစုတွေမြို့ပြမြို့သိမ်းစခန်းသိမ်းတွေကြုံလာပြီဆိုရင်လည်းသူတို့အတွက်နေရထိုင်ရတဲ့အခက်အခဲမှုတစ်စုံတရာလူလူအနေနဲ့တာမန်ပြည်သူတွေအနေနဲ့တွေ့ကြုံနေရတာအဲ့တော့စစ်အတွင်းမှာရှိနေတဲ့ပြည်သူတွေကိုတဘာဝအသိပညာပေးမှုတစ်ခုမှမဟုတ်ပါဘူးစစ်ရေးရာအသိပညာပေးမှုကိုကျွန်တော်ယနေ့အချိန်ထိစစ်ဒေသကြီးပြီးတော့ပြည်သူတစုံတရာပြန်လဲပြီးတော့ဝန်ဆောင်မှုတစုံတရာပေးနိုင်ဖို့အတွက်ကြိုးစားနေတဲ့ဒေါ်လာရင်းအားစုအနေနဲ့တောင်လေချောင်းတဲ့စစ်ချောင်းတဲ့တစုံတရာကျွန်တော်တို့ပြန်ကြားရေးလုပ်ပေးနိုင်တဲ့အဆင့်ပဲရှိပါသေးတယ်2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲများဖြစ်ပွားရာနေရာတွေမှာစစ်ပွဲတွေနဲ့အတူတဘာဝဘေးအန္တရာယ်ဟာလည်းပုံမူဆိုးရွားလာပါတယ်စစ်ပွဲနဲ့တဘာဝဘေးကြကလူတွေဟာကိုယ်အနာတရားအပြင်စိတ်အနာတရားကိုလည်းခံစားနေကြရပါတယ်အိမ်မပျော်ခြင်းထိတ်လန့်ခြင်းတွေနဲ့အတူနာကျင်မှုနဲ့ဆင်းရဲဒုက္ခတွေကတော့ဘေးဒုက္ခနှစ်ခုကြားကနောက်ဆက်တွဲဒုက္ခတွေပါပဲ6ရက်9လ2014စစ်ဘုံခံလာမြက်ခံလာချက်ကတော့မရဲ့ညီမတို့ဘာရဲ့လို့တော့ဘယ်လိုခေါ်မလဲနားလည်းမလဲတော့ကြတော့မပြောတော့မပြောရပါမှန်တိုင်းပြောရလို့ရှိရင်ဒီနိုင်ငံရေးကိုအများဆုံးအေးချမ်းသေးခြင်းလားလူ
လူကြီးရောလူငယ်ရောကလေးတွေရောကိုဝင်ဆောင်ပြီးခင်နေပါညာကစားလေးအများကြီးဒုက္ခတွေခံစားနေရတာဆိုတော့ဒီနိုင်ငံရေးယူမြန်တော့ရေးစင်စင်ဖြစ်စေချင်တာ ကိုယ်ကိုရလည်းမကရ ကိုရလဲမနေရတော့ဘူးဆိုလို့ရှိရင်ဒီမှာတချို့ဆိုလို့ရှိရင်ညီမတို့ရွာမှာဆိုလို့ရှိရင်တိုက်ပြီးတော့ဟိုလိုမျိုးနည်းနည်းကြောင်ကြားတဲ့နေရာလေးလောက်ပဲလိုမျိုးရှိုးမခံဒီညီမတို့ရွာမှာじゃဒါကြရွာမျက်နှာတာပေါ့ဒီဘက်တန်းအိမ်ကြီးကြတော့ပုံမရှိတော့ရှို့နောက်ခွဲလည်းပုံကြရဲလားကျဲဟိုပါပဲ50အိမ်မရှိတော့တာကြီးဟိုပါအိမ်ကြီးအိမ်ကြီးတိတ်မရှိတော့ကောင်းကောင်းဖေးကြောင်လေးကြောက်နေရတာလေးရန်လဲမိုက်တော့ကြောက်တယ်တော့ချောင်းနေတဲ့ဆွေးနွေးတာကလေးတွေရောညီမတို့ရဲ့ဘဝဘလို့ပြောမလို့ဆိုတော့ကြတော့ဘလို့စားလဲဒီစိတ်သွားလဲဒီစိတ်ကြောက်တရားကြီးနဲ့ပဲနေနေရဟုတ်ဆိုညီမတို့စီမှာじゃပို့ဆိုတော့ဒီတောင်ဝလာတဲ့ဒီကုန်းကြောင်ဘလို့စစ်ကြောင်းနဲ့ကြောက်တာတယ်ပိုဝဲလာတဲ့လေးရင်ကိုလဲပေါ့နော်ကြောက်ရတယ်ပေါ့ဒီမြန်လေးနဲ့ဒါအားချဲရဆိုအဲ့လိုလဲသတိထားရတယ်ပြီးတော့じゃဒီညီမတို့ကမြေကမ်းတစ်ခွေးမှနေရဆိုကြလေဒီတစ်ခါတလေမှမော်တော်တွေတို့ပါတယ်ဒီတင်းမိုးတွေနဲ့လက်နက်ကြီးတွေနဲ့ငန်းတန်ပြီးထူးတဲ့ခါမှလေညီမတို့ဆိုအဲ့ကြောင်းမှနေရတာမှပြေးရတာအဲ့တော့မှဆိုလို့ရှိရင်လက်နက်ကြီးတွေနဲ့လေခုချိန်ကြီးတော့ရှင်လေးလာမသိရတင်းမိုးတွေကခုဘလော့တလက်မှလို့မကြခဏစုံလိုက်ဆန်လိုက်လို့ညီမတို့လည်းမကြခဏလို့ပြေးနေရအတန်ကိုနားထောင်နေရပြည့်တန်ကြားနဲ့ပြေးဖို့ပါပေါ့ကလေးတွေဆိုပြီးအဲ့လိုမျိုးစင်နဲ့ပြင်လာတာပေါ့စစ်နဲ့တဘာဝဘေးကြားကသူတို့ဟာနေစရာအိမ်မရှိတော့ပါဘူးမိသားစုတွေမစုံလင်တော့ပါဘူးနေ့စဉ်အသက်ရှင်တန်ခွင့်အတွက်ပြေးလွှားပုံအောင်နေရပါတယ်အနာတရားနဲ့နာကျင်မှုတွေကြားမှာအသက်ရှင်နိုင်ဖို့ရုန်းကန်နေရပါတယ်သူတို့ကတော့ဒါဟာမျောလင်းချက်မဲ့ရှင်သန်ခြင်းလို့အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်